မင်းရဲ့အဖိုးတန်ဆုံးအမှတ်တရတစ်ခုကိုပေးပြီးမင်းဖြစ်ချင်တဲ့အောင်မြင်မှုတွေနဲ့လဲမလားလို့တယောက်ယောက်ကလာမေးရင်မင်းပါပြန်ပြောမလဲဒီနေ့မှာတော့မိခိုးရောင်မျိုးတော်ရဲ့လှုပ်ဝက်ချက်နဲ့အချိန်ရဲ့တန်ဖိုးအကြောင်းပုံမြင်လေးတစ်ပုဒ်ပြောပြပါရစေ။ပိုးရှိရှိတုန်းကမိခိုးရောင်မျိုးတော်လို့ခေါ်တဲ့နေရာတစ်ခုရှိခဲ့တဲ့အဲ့ဒီမှာနေတဲ့သူတွေကအသက်ရှင်နေကြတာမဟုတ်ဘူး။အလုံးလုံးနေကြတာပါသူတို့မျက်လုံးထဲမှာရွှေတင်းကားတွေနဲ့ယာရူးတွေကလွဲရင်ဘာမှမရှိဘူးမိသားစုရဲ့ပြုံးပန်းပွင့်လေးတွေရဲ့အလှဒါတွေဟာသူတို့အတွက်အချိန်ဖြုံးတာတသက်ပဲပေါ့။ဒီနေ့မှာတော့မြို့လေခေါင်ကိုထူးဆန်းတဲ့လူအိုကြီးတယောက်ရောက်လာတယ်သူ့လဲပေါ်မှာအယောင်ဆုံးတစ်တာလေးတွေပါလာတယ်လာကြဟဲ့အပင်ပန်းမခံပဲချမ်းသာခြင်းတလားအားထုတ်เสียမလို့ပဲအာနာလိုခြင်းတလားတဲ့ဒါပေမဲ့တန်ဖိုးတစ်ခုတော့ပေးရမယ်အဲ့ဒါကမင်းတို့ရဲ့ငယ်ဘဝအမှတ်တရဒါမှမဟုတ်ချစ်ချင်းမေတ္တာခံစားချက်တွေပဲလူတွေကတော့ဒါတွေကိုအလကားရတဲ့အရာတွေလို့ထင်ပြီးလွယ်လွယ်လေးလဲလှယ်လိုက်ကြတယ်မြို့ကြီးကပိုချမ်းသာလာတယ်ဒါပေမဲ့ပိုပြီးတော့အေးဆက်လာတယ်လင်မယားချင်းစကားမပြောတော့ဘူးတငယ်ချင်းချင်းမပြုံးပြတော့ဘူးမြို့ကြီးတစ်ခုလုံးဟာအသက်မပါတဲ့ရွှေရောင်ရုပ်ကြီးလိုဖြစ်သွားခဲ့တယ်ဒီအခြေအနေကိုနားလည်နေတာနီကိုဆိုတဲ့ကောင်လေးတစ်ယောက်ပဲရှိခဲ့တယ်နီကိုဟာလူအိုကြီးနောက်ကိုခိုးလိုက်ရင်ကူတစ်ခုတည်းရောက်သွားတယ်အဲ့ဒီမှာမြင်လိုက်ရတာကဟန်ပလင်းလေးတွေထဲမှာပိတ်မိနေတဲ့လူတွေရဲ့ပျော်ရွှင်မှုတွေအမှတ်တရတွေပဲအဖိုးဒါတွေကိုဘာလို့ခိုးယူတာလဲလို့နီကိုကမေးတဲ့အခါလူအိုကြီးကတက်ပြင်းချပြီးပြောတယ်ငါကတိန်းထားပေးတာပါလူတွေဟာအပြင်ပန်းပစ္စည်းတွေနောက်ကိုလိုက်ရင်အတွင်းသဏ္ဍာန်ကအနှစ်သာရတွေကိုအမိုက်လိုသဘောထားတတ်ကြလို့လေနီကိုရဲ့စူးစမ်းမှုကြောင့်လူတွေဟာအမှန်တရားကိုသိသွားကြတယ်သူတို့ရဲ့အတူအယောင်အောင်မြင်မှုတက်တာတွေကိုပြန်ပေးပြီးပျောက်ဆုံးသွားတဲ့လူသားဆန်မှုတွေကိုပြန်လဲယူခဲ့ကြတယ်မြို့ကြီးဟာအရင်လိုရွှေတွေငွေတွေနဲ့မတောက်ပတော့ပေမဲ့လူတွေရဲ့ရေတံတွေနဲ့ပြန်လဲနှွေးထွေးသွားခဲ့ပါတော့တယ်ဒီပုံပြင်လေးကကျွန်တော်တို့ကိုပေးခြင်းတဲ့သင်ခန်းစာကတော့ကျွန်တော်တို့အောင်မြင်မှုနောက်ကိုလိုက်နေရင်လမ်းဘေးကပန်းကလေးတွေရဲ့အလှကိုခံစားဖို့မမေ့သင့်ဘူးဆိုတာပါပဲတင်ရောတင်းရဲ့အဖိုးတန်တဲ့အချိန်တွေကိုဘာတွေနဲ့လဲလှယ်နေမိသလဲဒီဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နောက်ထပ်စိတ်ဝင်စားစရာပုံပြင်လေးတွေမှာပြန်ဆောင်ကြမယ်